水哦。ဒုက္ခရောက်ဘူးပဲတော့ပဲအခက်အခဲရှိဒီကြည့်တော့မရှိဘူးဒါပေမဲ့ရေးပေါ်ပြီးတော့ဒုက္ခတလားတော့ကိုတရားနဲ့တရားကိုသိသိသားဘာလို့လဲဆိုအခက်အခဲတော့ကြုံရတယ်ဒါပေမဲ့စိတ်ငြိမ်ရမလို့ဘူးစိတ်ဓာတ်သွားတဲ့လူတွေဒီနောက်ဒါနေတဲ့ရေးပေါ်တွေဒီတရားနဲ့တရားကိုစီရနဲ့ကိုဘူနဲ့ကိုအခုလိုကိုစီရစကားကိုနားထောင်ရမယ်ကိုဘူစကားလည်းနားထောင်ရမယ်စီရအဲ့ဒီစီရကိုကျွန်တော်စီရမဟုတ်ကျွန်တော်တာစေကစီရမဟုတ်စိတ်ဘောအဲ့လိုမထားနဲ့စီရဆိုတာအခုလိုရေးပေါ်တွေဒီပြောတဲ့ခါမှာရေးပေါ်တွေကဘလို့နားထောင်ရမှာနော်ပြီးတော့စီရတွေကလည်းကောတဲ့စကားကိုရေးပေါ်နဲ့ပြောတက်တက်ထားပြောနေဘူလည်းအဲ့လိုပဲဘာဖြစ်လဲဆိုရေးပေါ်ကိုလည်းတစ်ခါတလေမတ်တာတယ်နော်လူစီလာအခုလိုမတ်တာတယ်မားတဲ့ခါမှာလည်းပြတ်ပြီးမားရတဲ့တစ်ခါတည်းကိုအပြည့်ပြီးတော့အဲ့ဒီအမားကိုနည်းနည်းလေးတော့အပြည့်ပြီးတာကအများကြီးဆိုတော့မတောင်းတော့ဒီလိုလည်းတရားနာစီကတစ်ခါတလေရေးပေါ်လည်းဘူးလားအနောက်လားနော်အနောက်ရိုးအနောက်